နေရန်ကြားကနေထွက်လာတဲ့ဖြူဖြော့ဖြောလက်ချောင်းကြီးတွေဟာအောင်သူရဲ့ခြေထောက်ကိုဖမ်းဆုပ်ဖို့လက်တကန်းအကွာကိုရောက်နေပါပြီအောင်သူဟာနှုတ်ကိုအတင်းဆုပ်ရင်လက်ထဲကရုပ်သေးရုပ်ကိုကြည့်လိုက်မိတယ်ရုပ်သေးရုပ်ရဲ့ရင်ဘတ်ထဲကတောက်မြည်တန်းဟာပိုမြန်လာပြီးအပူရှင်တစ်ခုထွက်ပေါ်လာပါတယ်နီးကပ်လာတဲ့လက်ချောင်းကြီးတွေကိုမထိနဲ့လူအောင်သူအော်ဟစ်လိုက်တဲ့အချိန်မှာပဲသူ့လက်ထဲကရုပ်သေးရုပ်ရဲ့မျက်လုံးတွေကချက်ချင်းဆိုသလိုပွင့်လာပြီးနီးရဲနေတဲ့အလင်းတန်းတွေထွက်လာပါတယ်အဲ့ဒီအလင်းဟာမှောင်မဲတဲ့လက်ချောင်းကြီးတွေကိုဟန်တားလိုက်သလိုဖြစ်သွားပါတယ်နီးရဲနေတဲ့အလင်းရောင်ကြောင့်မြင်းအောက်ခန်းရဲ့အမှောင်တို့ခဏတာကွေပြောက်သွားတဲ့အခါအောင်သူမြင်လိုက်တာကနေရန်တွေထဲမှာလူပုံစံအရိပ်တွေဟာရုန်းကန်နေကြတာပါသူတို့ဟာဒီအိမ်ကြီးထဲမှာပျောက်ဆုံးသွားခဲ့တဲ့သူတွေရဲ့ဝိညာဉ်တွေဖြစ်ပုံရပါတယ်သူဆင်းလာခဲ့တဲ့လေကားကလည်းတကယ်ပဲမရှိတော့ပဲပျောက်ကွယ်သွားပါတယ်အပေါ်ထက်ကိုပြန်တက်ဖို့လမ်းကြောင်းလုံးဝမရှိတော့ပါဘူးအောင်သူဟာစိတ်ပြက်လက်ပြက်နဲ့ပတ်ဝန်းကျင်ကိုကြည့်နေတော့မှပဲရုပ်သေးရုပ်စီကနေအတန်တန်ထွက်လာပါတယ်အဲ့ဒါဟာအမျိုးသားကြီးတူရဲ့ဩဇာရှိတဲ့အတန်ပါငါရဲ့နှလုံးသားကိုနိုင်စင်းစီပြန်ပို့ပေးပါအဲ့ဒါမှဒီကျင်းစားပြေးမှာဆိုပြီးအဲ့ဒီချင်းရုတ်တရက်မြေအောက်ခိုင်းရဲ့ကျမ်းပြင်တွေတုံခါလာပြီးအလေကနေကွဲအပ်သွားပါတယ်အဲကြောင်းလဲကနေအနက်ရောင်ရွှွန့်လွန်းလို့အည်တွေတက်လာပြီးအောင်သူကိုဝါးမျိုးဖို့ကြိုးစားနေပါတယ်အောင်သူလည်းကြောက်နဲ့နေရန်ဘောကຫນွေပင်ဟောင်းတွေကိုအားပြူပြီးအပေါ်ကိုအသေးဆန်ကြိုးစားပြီးတက်ခဲ့ရပါတယ်သူဧည့်သည်ခန်းတွေကိုဖျံရောက်တဲ့အခါမှာတော့ပိုပြီးထူးဆန်းတဲ့အပြောင်းလဲကိုတွေ့လိုက်ရတယ်အင်ကြီးဟာအရင်ကလိုဟောင်းနှမ်းမနေတော့လဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအတိုင်းတစ်လွင်တောက်ပနေပါတယ်ဒါပေမဲ့အိမ်ထဲမှာလူတယောက်မှမရှိပဲပကံခွက်ရောက်တွေကသူတို့အလိုလိုလှရှားနေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်